အဖေတာအဖေသာအရင်နေဒီကောင်နဲ့သစိမ့်နေဒီလိုကလေးကိုထားခဲ့လိုက်လို့ရတယ်ဘာမှမဖြစ်ဘူး哎呀，安ကျော်မင်းနဲ့ပေါင်းလို့မင်းတငယ်ချင်းတော့ပျက်စီးသွားမှာငါမလို့ချင်ဘူးအဲ့ဒါကြောင့်ငါလာထုတ်တာအဖေကလည်းမှားနေပြန်ပြီတာတို့တငယ်ချင်း၄ယောက်ရှိတယ်အတူတူပြည့်စည်နေတာမင်းနဲ့ပေါင်းတော့ပိုပျက်စီးတာပေါ့ကွာအပြောလို့ရှိရင်ရဲစခန်းရောက်ဆရာမမလို့လားဒါပေမဲ့အကူတို့တော့အပြောထုံပြီးရောက်သွားတာပဲမိစုံတို့ကလေအချစ်ချင်းတူရင်စစ်ခင်းယူကိုလည်းဝင်မလေးဘူးဒီမှာငါစိုက်ပြိုးထားတဲ့ကြံကင်းကိုဘယ်စင်မမှလေတောက်ယူပြီးစောက်လို့မရဘူးဆိုတာညီမမြတ်ထားအဲ့ဒါငါကြံကင်းဘာလာပြောလာလဲဟဲ့ကြံရီကိုပြောတာရတယ်ဖေစင်းဆိုရသားစင်းမယ်ဖေတခုတော့ရှိတယ်မဟုတ်ဘူးတော့များများပေးလိုက်ဖေအဲ့ရှောင်းချင်းနဲ့ချက်လက်မှထည့်ပေးထားတယ်ဖုန်းပေးဖေ no တိတ်ထားလိုက်ဖုန်းမှာတိတ်ဖေဘာလဲဖုန်းထဲမှာသားချိတ်တယ်အများကြီးပဲအဖေရဲ့အဲ့ချိတ်တွေငါဖြုတ်မှာဆရာဝန်စိုက်ပေးတဲ့သွားနဲ့ထမင်းမစားခြင်းဘူးဆိုရင်သွားခေါ်လိုက်ငါလွဲလာလို့ပြောလိုက်ဟုတ်လေတော့ဖုန်းရှိပြီကြံသေးတယ်ကြံသေးတယ်လူလေကွာငါတော့လာတယ်ကွာဘောပေါက်လားအစီနာနဲ့ကြွေးတာကိုမင်းမစားဘူးမင်းကငါစေတနာကိုစော်ကားနေရလားငါစေတနာစော်ကားတော့အကြက်ဘူးကွာရောခွေးတာတော့ကြွေးလိုက်တယ်သူတို့အစာကျွေးတယ်ငါအနောက်ချက်ဖြစ်တယ်သွားမယ်ပြန်မယ်ပေါ့လားလောအမေဟေးရတယ်မင်းတို့လည်းငါနဲ့တွေ့ကြတယ်ပဲဟောဟုတ်ပါတယ်လို့ကဲပြောပါကြည့်ကျွန်တော်တို့ကဗါလဲကိုရုံတွေ့ဘူးလို့ဟောကျွန်တော်ဘောနဲ့တွေ့ကျင်တယ်ဆိုစွတ်ပြဲလို့ကျွန်တော်ခေါ်လာတာကိုရပါဗျာငါတို့ကိုဖြေးတာမကျဲနည်းမဟုတ်ကျဲတာကိုရုံတွေ့နေတဲ့ဥစ္စာလေခွေစင်လိုက်တာပေါ့ခွေစင်အေးမင်းရှိုင်းမယ်ဆိုရှိုင်းလိုက်တော့မောင်ရှုပ်ကုန်နဲ့ပါရိုက်မှာကိုကြီးပါကိုရိုက်တော့ငါရဲ့ဟော်ရီရင်ပတ်ကြီးမှာငါတို့လင်မယားနှစ်ယောက်ရဲ့အမတ်တရဟုတ်ပြီနော်ချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးတော့သစ္စာအရှိဆုံးဆိုတာမျိုးပေါ်လွင်လာအောင်မင်းထိုးနိုင်လားဟဲ့ဒီမှာကြည့်တာဟေးဝိုင်းပါတယ်ကွာဟုတ်တယ်ကိုကြီးကလေတော်ရချယ်တွေကလေချစ်စရာလေအရန်အသက်ဝင်တာပဲဒီမှာကျန်ဒီမှာကြွက်တွင်းနေတယ်ဒီမှာကြွက်ကလေးအေးဟိုမှာကြောင်လိုက်နေဟောတောင်တော်ကြားမှာတွင်းပေါ့ဟာဟောဒီမှာကျန်ဘိုင်းလုံနေတော့တွေ့ရဟေးလေပြင်းနေတဲ့အတိုင်းပဲကွာတောက်ဝင်လိုက်တာလစ်လာနော်ပုံဆွဲရတော့ကိုကြီးပုံကောင်းတော့ပုံရပါပြီကိုကြီး